မင်္ဂလာပါခင်ဗျာ Idea Canoe စီစဉ်ကနေကြိုဆိုပါရခင်ဗျာဒီနေ့ Idea Canoe စီစဉ်ကနေပြည်သက်ကြီးနဲ့မိတ်ဆက်ပေးခြင်းနဲ့စီးပွားရေးလုပ်ငန်းတစ်ခုကတော့တိုင်းရင်းသားရိုးရာစားတောက်များကိုမြန်မာလူမျိုးများကြိုက်နေတဲ့ုံနာမကပဲနဲ့နိုင်ငံသားများပါကြိုက်နေတဲ့အောင်အထူးတလဲဖန်တီးထားတဲ့အောင်မင်္ဂလာရှမ်းခေါက်ဆွဲဆိုင်နဲ့မိတ်ဆက်ပေးခြင်းပါရခင်ဗျာဘလို့အစားတောက်များနဲ့စားသုံးသူများဆွဲဆောင်လျက်ရှိတယ်ဆိုတာကတော့ကျွန်တော်နဲ့အတူလေ့လာကြည့်လိုက်ရအောင်လားခင်ဗျာချိုးသားတဲ့ဇင်းလုံးနှွေးထွေးတဲ့အပြုံးကောင်းမွန်တဲ့အရာသာများနဲ့အတူရေပန်းစားလျက်ရှိတဲ့အောင်မင်္ဂလာရှမ်းခေါက်ဆွဲဆိုင်လေးဟာဆိုရင်ဖြင့်ဘိုးဘွားများရဲ့မိဘလက်ငုပ်လက်ရည်စီးပွားရေးလုပ်ငန်းတစ်ခုကိုလူငယ်ဆန်းဆန်းတီထွင်စမ်းသစ်တဲ့အကြံဉာဏ်များနဲ့ပေါင်းဆက်ဖွဲ့စည်းခဲ့လို့ဒါလျှင်အောင်မြင်မှုကိုရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအမောတို့ဆိုင်မှာကြီးလိုက်ရင်စားသုံးသူတွေနဲ့အများတိုင်းစီကားနေတာပဲဗျ။ဘာကြောင့်လို့ထင်ပါလဲခင်ဗျာ။ကျွန်တော်ထင်တာပြီးတော့တန့်ရှင်းပြီးတော့အရသာရှိရဲစိတ်လုံးလဲချိုတာတယ်ဝန်ဆောင်မှုလည်းကောင်းပါတယ်ထင်တယ်လို့အဲ့ဒါကြောင့်ဒီဆိုင်မှာလာစားဖို့တဲ့နိုင်ငံခြားကစတမာမှာကျွန်တော် website မှာ comment ပေးတဲ့အတွက်2014မှာကျွန်တော် supervisor ရခဲ့ပါတယ်အဲ့ဒါကြောင့်နိုင်ငံခြားအဲ့တဲ့တွေကိုတည်များပါထင်တယ်အမောတို့ဆိုင်ရဲ့တခြားဆိုင်နဲ့မတူဘဲနဲ့ထူးခြားချက်တွေကဘာလို့ထင်ပါလဲခင်ဗျ။ကျွန်တော်ထင်တာပေါ့အဖိုးတို့ခေတ်ကလေးကျွန်တော်ဒီလုပ်ငန်းကိုလုပ်ခဲ့တယ်။နောက်ပြီးတော့အမေတို့နဲ့ကြတော့ရန်ကုန်မှာဖွင့်ခဲ့တာ18နှစ်လောက်ရှိခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့အမေတို့ခေတ်နဲ့ကျွန်တော်တို့ခေတ်ကြောက်ပါထက်တိုးတယ်ဆိုမန်နျူအများရဲ့ကြီးကိုထက်တိုးချက်ခဲ့ပါရဲ့ရှင်။စီဝိုင်းတိုင်းမှာတော့သူကခက်ခဲတဲ့သူရှိရဲကျွန်တော်ကစားတော့ဆိုင်ဝန်ဆောင်မှုပေးတဲ့အတွက်ကအဓိကကစတမာတွေကိုအဆင်ပြေအောင်ပြုလုပ်ပေးမယ်။ဒါကြောင့်စားတော့ဆိုင်ဝါဒနာပါလူငယ်တွေကိုအောင်မြင်ခြင်းတဲ့ဆိုရင်ဆွဲရှိပါတီးခံပါအခက်အခဲများကြော်ဖွဲ့မှာနောက်မဆုတ်ပါနဲ့တနေ့နေ့ကြရင်အောင်မြင်ပါမှာလို့ကျွန်တော်ကတိုက်တွန်းချင်ပါတယ်။ဘိုးဘွားမိဘများရဲ့စီးပွားရေးလက်ငုပ်လက်ရင်းတစ်ခုကိုမိမိရဲ့စိတ်ကူးအကြံဉာဏ် idea များနဲ့ပေါင်းစပ်ခဲ့လို့အောင်မင်္ဂလာရှမ်းခေါက်ဆွဲဆိုင်ရာဆိုရင်အောင်မြင်မှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစီးပွားရေးကြံဉာဏ်များနဲ့ idea စိတ်ကူးများကိုကျွန်တော်တို့ idea Canoe စီစဉ်ကနေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာပုံမူပြီးပြည့်စုံတဲ့သတင်းအချက်အလက်များကိုရယူခြင်းနဲ့ဆိုရင်တော့ www.bangkokbank.co/idea Canoe ကိုကလစ်တက်တာနှိပ်လိုက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ